နေထားခဲ့တာလေငါတို့အေးနောက်ဆုံးဖေဖေနေမကောင်းတဲ့ချိန်နင့်ကိုဆက်သွယ်ခဲ့နေဖုန်းမကင်ဘူးလားနင့်ဘာလဲငါတို့ခေါ်တဲ့ဖုန်းကိုမကင်ကြအောင်နင့်ဘာလဲငါတို့ကနင့်ကိုဘာအပြစ်တွေများလုပ်ခဲ့ဘူးလို့လဲနင့်ရဲ့အတွေးလေးတွေမှာလေအိမ်မှာဘာများဖြစ်နေမလဲဆိုတော့စစ်ကလေးနဲ့ဖုန်းကင်ခဲ့လို့ရှိရင်လေဖေဖေရဲ့နောက်ဆုံးချိန်ထိနင့်ကိုတန်းတာပြီးတော့နေသွားကြဘာအကြောင်းမှမရှိဘူးခေတာရဟာဖေရဲ့နောက်ဆုံးချိန်မှာဖေဖေနာမမရှိတဲ့ယူချုံမရဘူး